Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့မိုးပဇော်တောမြဟင်းလေးချက်စားဖြစ်တဲ့အတွက်လာပြီးမျှဝေပေးတာပဲဖြစ်ပါတယ်ရှင်ပါဝေးတဲ့ပစ္စည်းလေးတွေကတော့စပလင်နနဘေးအမြင့်ထက်တဲ့စပလင်ထက်ပေးတယ်ကျွတ်တော်ဖြူအိုက်ထားတာထက်ပေးတယ်ပြီးတော့ကျွတ်တော်နေလှိထားတာလေးထက်ပေးထားပါတယ်ရှင်ကဲပြီးလို့ရှိရင်အမိုးထက်ပေးပါတယ်ရှင်အမိုးလေးနဲ့ချက်စားချစ်လို့အမိုးလေးနဲ့ချက်ဖြစ်ပါတယ်နော်ကဲပြီးလို့ရှိရင်ဖိုးလေးအုပ်ထားပေးပါမယ်ဒါကြတော့အသွမြပေါ့နော်သွမြနမ်းဆိုင်ပေါ့နော်ကဲဆူလာပြီဆိုလို့ရှိရင်မိထားတဲ့ခရမ်းချစ်တီလေးထပ်ပေးပါလိမ့်ရှင်ချစ်ချစ်ဆက်ဆက်လေးနဲ့စားလို့အရန်ကောက်တဲ့သွမြပဇော်ပဲဖြစ်ပါလိမ့်ရှင်ကဲရန်တာနေနေရတော့အနံပြားနှစ်စောထပ်ပေးပါလိမ့်ရှင်ကဲပြီးလို့ရှိရင်စားထပ်ပေးတယ်ချိုဖို့နဲ့ငယ်ထပ်ပေးတယ်ရှင်တကြားကြက်ရင်ချိုကြက်ရင်တကြားနဲ့ငယ်ထည့်လို့ရပါတယ်နော်ကဲမိမိပြီဆိုတော့ရတာလည်းရနေပြီဆိုတော့ပဇော်လေးထည့်ပေးလိုက်ပါတယ်ကဲပဇော်လေးတွေကိုကျက်သွားအောင်ဖုတ်လေးခဏအုပ်ထားပေးပါမယ်ကဲပွတ်ပွတ်ဆူလာပြီဆိုတော့ဖုတ်လေးကိုဖွတ်ပေးလိုက်ပါတယ်ဒီနေ့ထားလေးဆိုရင်ကျက်သွားပါပြီကိုကကြက်ကြက်လေးစားချင်တဲ့အတွက်နည်းနည်းကြက်ကြလေးထပ်တက်ပေးလိုက်ပါတယ်ပဇော်နေရာမှာငါးချက်စားမဆိုရင်ငါးသုံးလို့ရပါတယ်เนาะကဲထောင်းထားတဲ့ငရုတ်တီခြံခွဲလေးထပ်ပေးပါတယ်စမ်းစားနိုင်တဲ့အတွက်စက်ကူတော့နည်းနည်းပဲထည့်ထားပါတယ်ရှင်ဒီနေရာမှာကိုကငရုတ်တီအချောက်ရောထိုက်မယ်ဆိုလည်းရပါတယ်เนาะမွှေးမွှေးလေးနဲ့လှော်ပြီးတော့ထည့်လိုက်ရတယ်ရှင်ကဲခုနကတံပြာကြီးထည့်ပေးလိုက်ပါတယ်ရှင်ကဲပြီးတော့နန်းနန်းရွက်လေးတွေထည့်ပေးပါတယ်ရှင်ဒီနေသားလေးဆိုရင်စားလို့ရပါပြီရှင်အရင်လဲလွယ်ကူတယ်ရှင်เนาะအိမ်မှာလွယ်လွယ်ကူကူချက်စားလို့ရတာပေါ့ရှင်ကိုကပဇော်မကြိုက်ဘူးဆိုရင်ကိမော့တုံးလဲရတယ်ငါတုံးလဲရတယ်ရှင်နော်ကဲဒီနေ့ထားလေးဆိုရင်စားလို့လည်းအရင်ကောင်းပါတယ်ကျက်သွားပါပြီရှင်စားပါတော့မယ်အခုချက်အခုစားပေါ့နော်ပူပူနွေ့နွေ့လေးပေါ့မိုးလေးကြိုက်တဲ့အတွက်တော့မြမိုးလေးချက်စားလိုက်ပါတယ်လိုက်လောက်စားကြည့်လို့ပြောချင်ပါတယ်ရှင်တကယ်ကျေးဇူးနော်လွယ်လွယ်လေးပဲချက်စားလို့ရတယ်ရှင်လော်ရတယ်လည်းအလွယ်ကူတယ်နော်စားလို့လည်းအရင်ကောင်းတယ်ရှင်ကဲဒီနေ့ထားလေးဆိုရင်တောမြန်ပဇော်ကျက်သွားပါပြီစားလို့ရပါပြီရှင်ဒီဗီဒီယိုလေးကိုကြည့်ပြီးတဲ့အတွက်လည်းအားလုံးပဲကျေးဇူးတင်ပါတယ်ရှင်